သေးချင်း ပြပြီမင်းမပြန်မင်းအခုလည်းရွာမပြန်သေးဘူးလား မင်းဘလို့ပြန်လို့ရမှာလဲငါရွာမပြန်လို့မရဘူးလေမင်းမရှိတဲ့နောက်ပိုင်းမှာမင်းမမအိမ်မှာတယောက်ပဲရှိတာလေအေးငါလည်းမင်းမမလည်းကြည်စူးဆော့ဆော့ပါသေးတယ်နောက်တော့ဘေးပန်းဝန်းကျင်ဆိုတာလေမင်းယုံလို့မရဘူးလေမင်းစဉ်းစားကြည့်ဘေးပန်းဝန်းကျင်ကိုယုံမလားမင်းကတော့ယုံလားစဉ်းကြည့်လေမင်းလည်းငါတကယ်ကြီးလို့ပါ ရောက်စဉ်းစားတယ်မလို့ငါတကယ်ကြီးအရေးခောက်ခောက်ကြီးကိုပဲယုံတာမင်းကိုပဲယုံတာမင်းမအရှိမဘယ်လိုလဲမသိဘူးတစ်ချက်တော့ကြည့်လိုက်နော်ဒီနေ့ပြည့်စုံတယ် ဟောဒါတကယ်ကြီးရှည်ကြီးအိမ်မဟုတ်လား အော်ဟုတ်တယ် ဟုတ်လားလူကြီးလား စစ်တယ် ချက်တွေ့ရတယ် အော်ဟုတ်တယ်စားရည်ဒီမှာဟုတ်တယ် ပြောင်းကြီးဟာဒီတွေ့တယ်ကြောက်နေလားမင်းမင်းဘယ်လိုလုပ်ဒီကိုရောက်လာလဲ မျိုးရောက်လာမင်းဒီရောက်မင်းတက်ယူလာဟဲ့အိုးမဲဝါခနာဗနာရရာနာလည်းပြန်ရဲ့အလိုလည်းပါလေငါ့ကိုစားပြီးတော့မြို့မြို့ထဲမှာအစီပဲမလို့နေတယ်ငါတော်မှနေတာလေအစီမပြေဘူး မင်းမပြောင်းကြီးတို့တခုခုစီစဉ်ထားတယ်ကွာ ရပါလားဟိုဒါနဲ့စကားမစားတယ်ခင်ဗျဟိုမင်းစီမလေးတရက်နေရတော့ဟိုတိတ်လို့ရမလားငါလည်းကွာဘာလဲမွန်လွဲတောင်ဖြစ်နေပြီငါပြန်မနည်းနည်းဝေးနေလို့နော် မရဘူးကွာ ဟာမင်းရလဲဝါတငယ်ချင်းချင်းမင်းစီမလာလဲကွာအဲ့လိုမတည်လို့မရလား ဟဲ့မင်းနေမယ်ဆိုတရက်နဲ့မဟုတ်ဘူးတက်လုံးငိုင်းမှနေလို့ရတယ် မင်းတော့တော့လိုက်တော့ငါတက်လုံးမနေဘူးငါကြောင်မှာနောပြောကြောင်မှာငါနွားမလေးအောင်သိတယ်ဒါလည်းဟေးဒီကြီးလေမင်းမသိရွက်တွေကတယ်ဘာလို့ဘာလို့လဲ ဩဒါသိရမဟုတ်ဘူး ဘာလဲ တက်တူးထိုးထားတာ ဟောတက်တူမြို့မနေဒီလိုမျိုးလေမင်းမတက်တူတော့ မျိုးစတိုင်ကွာမင်း အဲ့ဒါငါလည်းမြို့သားနေနေပြလိုက်ဒီလိုတော့ပေါ့ မင်းအဲ့မှာမထိုးပေးဖေးမှာထိုးပေးမယ် နော်ရပြီလေရနေရပါရှေးဝါပေါ်မှာခါမှမတော့ဘူးလားဘယ်လိုခေါ်လဲဘယ်လိုခေါ်လဲ ဖလတိုင်းနဲ့ရှယ်မှာပေါ့ဈေးရမ်းကြီးတာ哦ကွာ ဟုတ်လား မင်းမဖားခင်လေးတွေဝယ်ထားရမလားအဲ့ဒါနဲ့ကြော်ပေးလိုက်ပါဦးကွာအစုံလေးမြည်ရတာပေါ့ဟို ဖာလင်ဒါ ဖလတိုင်း မလာကြိုက်ရတာလေငွေရပါလားဒါစီကြီးလာတယ်ကောလေ ဈေးကြီးတာပေါ့ ဟာ ဟိုဘကန်ဝယ်ထားတာလေဘတ်နဲ့ရှင်းရတာ ဘာလဲရှင်းလားဒီမှာဒီဆက်ကောင်းတဲ့အရေးတွေရှိလား ရှိတာပေါ့အများကြီးပဲသူလည်းကောင်းတာဂိုးလေးပဲ ကိုးလေးပါ ဟဲ့ အော်ကိုးလေးပါတခါမှမတော့ဘူးကွာဒီကိုးလေးပါ ကောင်းမတော့ဘူးဆိုနေဦးငါလည်းပဲဟိုဘကန်မှာစကားတော့ပြောမယ်အလုပ်ကိစ္စဘောစီနဲ့ပြောပြီးလို့โอเคသွားပြီဆိုရင်ဂိုးတိုက်မယ်ကွာဘေး ကိုးတိုက်မယ် ဂိုးတိုက်မယ် အာနာလိုက်တာကွာမေစားလာမေးတိုက်တော့ငါဟာမြည်ကြရတာပါအေးရဲ့ဟုတ်လားဟုတ်ဒါလည်းနေဒီအလောက်ကစနေဘောကတော့ငါတခါရောက်ဦးစင်တယ်ကွာငါလည်းခေါ်ပါဦး အေးခေါ်လို့မဖြစ်သေးဘူးကွာ ဘာဖြစ်လို့ မင်းဒီဇိုင်းမင်းနည်းနည်းရွှာအောင်ပဲ ဒီဇိုင်းမရဘူး ဒီဇိုင်းနဲ့မရတယ်နဲ့အားကြဒီဇိုင်းကာလာနဲ့တင်ရအောင်ပဲ မင်းလေဘင်းနဲ့အရွက်လေကရမှာပေါ့ ဩမင်းကဒါပဲပြောတက်တူး ။အော်တက်တူရဲ့ဟုတ်တယ်။ငါလည်းလာမြို့ဒီဇိုင်းနဲ့ဘက်ကရွာပြန်လဲခါကျရင်ရွာမြို့လေးပြန်လာတယ်။ဒီဇိုင်းမှာလည်းပြောင်းလဲတော့မယ် ကောဒီပေါ့ကွာမျိုးကော်ရောအဲ့လိုတက်တူးထိုးတော့မဟုတ်ပါကွာနည်းနည်းကဘောစီနဲ့တွေ့တဲ့ခါကျတော့နည်းနည်းဟို ဖိတ်ရွှာဆိုဟာမင်းပေါ်တာမိုင်းလိုက်တာပေါ့ဟုတ်တယ်မလား မြို့မှာနေတော့ဖိတ်တော့လို့တယ် ဟုတ်ပြီ ဟုတ်လားပတ်စံရှိတယ်မရှိတယ်ထားလိုက်ဖိတ်တော့လို့တယ်ဟဲ့ကမေးဖို့မေးပါမင်း
မိမရတာဘယ်တော့ရှိပြီလဲမင်းရှိပြီလားဗျာ ဒီနေ့ကျော်9နှစ်လောက်ရှိပြီကွာ လေးနှစ်ကနေရှိပြီငါကြည့်တာမင်းအိမ်မှာကလေးလည်းမရှိတော့ကလေးမရသေးဘူးလား အဲ့ဒါပဲငါစိတ်ညစ်တာဒီနေ့ငါလဲကွာ ဘာဗျာ စူးစားတယ် ကျူစားလိုက် စူးစားတယ် ထုနေတော့ပဲ ဟုတ် ဟာလုံနေတော့ပဲ လို့ အဲ့ဒါကြောင့်ဘို့ငါပြောတာငါမိမမယူရှင်လား မိမလည်းလေပြောတော့ကွာထားလိုက်တော့ရချာတော့ဆက်တော့မလား ကြည့်ရကွာ ပေါ့လေကောင်းလား မိမမင်းဖားကြော်နေမရသေးဘူးလားကွာမင်းမလုပ်ပါဘူး အေးရရမယ်ခဏစောင့်နော် အဲ့ဒါကြောင့်ဘာကြော်ကစောက်ဒီလောက်ကြာ အေး ခလေးမလုပ်ရဘူး ငါမားသွားတာကွာဖားကြော်မကြွရဘူးဖားခင်ကြွရ ဟာလား အေး ထားလိုက်ပါ ဖားခင်တော့ဖိကားတော့ပြောတာ ငါ့မှတ်ပြီ တော့မင်းပါကော မင်းငါ့ကိုကြော်တိုင်းများသွားပြီမင်းကငါတိုက်ချနေကြဒါပဲရမယ်你别带你浪费哦。哇，ငါတကယ်ချင်းလည်းမရှိဘူးဒါငါဘာလို့ပြရမလဲငါလည်းဘာမှမလုပ်တော့ဘူးငါဘာလို့ပြရမလဲဟောငါလုပ်တော့လို့ပဲလုပ်လိုက်လို့ဆိုပါဘယ်လိုလဲဖိဖိလေးမမဒီမှာနည်းနည်းအားဆိုင်လို့စီတော့တဲ့တော့ညာဘလို့ပဲဘလို့ပဲရှိတယ်နည်းနည်းဘလို့ပဲမိမရေ ဟဲ့မမဟိုအစ်စ်တကားမပိတ်ထားဘူးလားဘယ်လိုလဲဟိုကအလူခံလားမသိဘူးချက်တကြီးလားဟဲ့တကားပိတ်လာခဲ့တယ်ဆိုတော့ဘာလဲမမ နေကောင်းနေတော့မိမ ဘလို့ထလာတာလဲ လူငိမ့်ချမ်းသာကိုနဲ့ထွက်လာတာ ဟုတ်လား လာတိုင်းပဲကွာ ယောက်ျားပြန်လာပြီဒီမှာ ဟာပေးစင် ပြပြီမင်းပြန်မင်းကလေးရွာမပြန်သေးဘူးလား မဘလို့ပြန်လို့ရမှာလဲငါရွာမပြန်လို့မရဘူးလေမင်းမရှိတဲ့နောက်ပိုင်းမှာမင်းမမအိမ်မှာတရားဝဲရှိတာလေအေးငါလည်းမင်းမမလည်းကြည်စူးဆော့ဆော့ရသေးတယ်နောက်တော့ဘေးပန်းဝန်းကျင်ဆိုတာလေမင်းယုံလို့မရဘူးလေမင်းစဉ်းစားကြည့်ဘေးပန်းဝန်းကျင်ကိုယုံမလားမင်းကယုံလားစဉ်းကြည့်လေမင်းလည်းငါတကယ်ကြီးလို့ပါ ရောက်စဉ်းစားတယ်မလို့ငါတကယ်ကြီးအရေးခောက်ခောက်ကြီးကိုပဲယုံတာမင်းကိုပဲယုံတာ အဲ့ဒါငါပြောတာ ကျေးဇူးတင်လိုက်တာရောက်ငါမိမ frame နေပါရောဆောင်းသားသေးလား မင်းစောင်းစရာလားငါတိတ်ရွယ်ရှိတယ်ငါတကူစီအမေပြောမင်းမရှိတဲ့နောက်ပိုင်းမှာမင်းမိမမူမတက်အောင်
ငါကြည့်စုဆက်ဆက်ထားပြီလားငါတောင်းကြည့်ရနော်ငါခေါ်တော့မှာ ကျေးဇူးတင်ပါတယ်ကွာကျေးဇူးတင်ပါတယ် no